မိုးဆဲသွားပြီးတော့မှရာသီဥတုကตายရနဲ့ဒီမှာဟာမျိုးလေးတွေအားလာတယ်ဒီလေးခီးယူကုန်လေးတွေရောကြောက်ကလေးတွေအားလေးတွေလူချောင်းစုံလေးတွေညမ်းလာဟောပဲပြီးတော့ဒီဟာလေးတွေကကွာလေးတွေလည်းအကောင်လေးတွေအိမ်လေးတွေနဲ့ဟာလေးတွေအများကြီးပဲကြောက်တွေကလည်းအရောင်လေးတွေကဒီလိုမျိုးလေးတွေဟိုဘယ်လိုပြောရမလဲနော်။ဘာကြောက်တွေလဲတော့ကိုယ်လည်းသားမလဲ။ဒီလိုဒါက cute ပေါ့။ဒါလေးတွေတအားလာပဲ။ဟာအကောင်လေးတွေအောက်ဖက်တွေဒီလေကျဲမြာနေညာကျိုးပြီးပဲ့ပြီးပါလာလားမသိဘူး။ဒီလိုမျိုးလေးတွေကြောက်မှကတ်နေရတယ်။ cute ပေါ့။ရတယ်ဒီဘက်ထားလေးပါကြဒီလေးအစစ်စစ်ရလေးကြခါလာဒီလေးအစစ်စစ်ရလေးလိုက်တာchocolate တွေကဘယ်လိုလေးလဲမသိကြောင်လေးတွေလားခီးဘောနဲ့သူ chocolate တွေရတယ်လေဘယ်လိုပြောအောင်လဲဒီအရောင်လေးတွေလားဘာကြောက်လဲတော့ကိုလည်းနားမလဲတော့မသိဘူးမျိုးလေးတွေ chocolate လေးတွေအရောင်လေးတွေစုံလေးတွေဟုတ်လေဒီမှာကျန်ဓာတ်ရပိုင်းလေဟောဒါသေးဒါသေးကမာနေရဒါသေးဟုတ်တယ်မလားသေးကြောက်သေးဒီပါကြောက်ကလေးအရောင်လေးလာဆက်လေးတယ်ဒါလေးကြောက်ခီးခွန်လေးကတ်နေကြောက်ခဲမှာခီးခွန်လေးကတ်နေဟာအိုးဒီမှာကျန်ဒီခီးခွန်လေးကျန်ဒီမှာဝါဒါလေးလာတယ်မှာโอเคโอ้လာလိုက်တာပြောနေတယ်အိုးဒီမှာဒီရောင်လေးသူစမ်းကြောက်ကလေးတွေအရောင်စုံလေးတွေလူမျိုးလေးတွေပြီးတော့လူမျိုးပေါ့အကောင်လေးတွေဝင်သွားပြီးတော့အကောင်လေးတွေကခွန်လားမသိဘူးနော်ကြောက်ကလေးတွေအရောင်စုံကြပဲဒါဘာကြောက်လဲတော့မသိဘူးအကောင်ကတ်ထားတဲ့ဟာလေးအဲ့လိုမျိုးလေးအများကြီးပဲပြိုးကုန်နေလည်းအများကြီးပဲအရင်ကလာတတိမထားမိရလားဒီခါမတွေ့ဘူးဒီမှာတွေ့တယ်ဒီလိုမျိုးကြောက်တွေတအားပေါ်တာပဲပြီးတော့ဒီလိုမျိုးဟာလေးတွေလေဟာမျိုးလေးတွေတအားပေါ်တာတော့ဟာခေါ်လဲကိုလည်းနားမလဲတော့မသိဘူးမနေ့ကမိုးရွာတယ်ကိုတော့မိုးဆဲသွားတော့လမ်းလျှောက်လို့ကောင်းမိုးဆဲသွားတော့လမ်းလျှောက်လို့ကောင်းပါတယ်ရေကြခုနကရေတက်တယ်အခုရေကြတယ်ဘာကြောက်တရားအဲ့လိုမျိုးဟောကြောက်မဟုတ်တာခရီးပေါ်ရှိတယ်ဖန်ပလင်းဟဲ့ဖန်ခွဲကြီးဒါလူတွေရှောက်သွားလိမ့်မယ်ဒါလှုပ်ပြရမယ်ဒါဖန်ခွဲလေကြာစိမရှိကမရှိအဲ့လိုမျိုးလေဒါဖယ်ပြရမယ်ဒါသွားပြီးတော့မှပေးရမယ်မှိုက်လူတွေတက်နေတက်နင်းမိကန်းကြည့်ပါလေဒီမှာမိုက်ပုံးနဲ့တော့ထဲရမိုက်ပုံးနဲ့တော့ထဲရမယ်လိုဖြစ်ပြီးတော့ရေထဲမှာကလေးတွေရေဆော့ရင်အကုန်လုံး6တွေပါတွေကွဲကုန်မှာဟုတ်လေ